ဘာလို့လန့်တာအဲ့တော့မြိုင်ပဲဟုတ်မှာဖားတွေ့လို့ငါဖားကြောင်စုံစမ်းကြည့်ရဖားကြောင်စုံစမ်းတစ်တော့ဘာလို့လဲဖားကြောင်စုံစမ်းဖားခုနှစ်မျိုးတောင်ရှိရတော့နင်မသိဘူးလားသိဘူးလေပြောပြမယ်ဖားပထမဆုံးကစားဖားတဲ့စားဖားဒီစားမှန်ဒီလိုဟာအထက်ကိုဖားပြန်စားဖားစားဖားနောက်တစ်မျိုးอ่ะနောက်တစ်ခုကဖားလက်တက်တယ်ကြားဘူးလားဖားလက်တက်အေးဖားလက်တက်ကြားဘူးဒီခါမှာပြောပြမယ်သူကဖားပြီးတော့တက်သွားလို့ဖားလက်တက်ဖားပြီးတက်သွားလို့ဖားလက်တက်အေးဖားပြီးတက်သွားဖားလက်တက်အေးဖပြုတ်ဖပြုတ်ဖားရည်နဲ့ပြုတ်တာအေးဖပြုတ်ခေါ်တယ်ဖကုံညင်းရောကြားဘူးဖကုံညင်းတော့ကြားဘူးလေဖကုံညင်းအေးပုံပြောရမယ်ဖကုံညင်းဆိုအထက်ကိုကြာဘုံတိုက်ပြီးအောက်ကိုကြာညင်းနာအမှဖကုံညင်းလို့ပြောတာအထက်ကိုဘုံတိုက်ပြီးအောက်ညင်းနာဖကုံညင်းအေးဖကုံညင်းနောက်တစ်ခုကကပ်ဖာကပ်ဖာတော့ငါသိအေးအဲ့ဒါနေသဘောပေါက်ငါသိတယ်နောက်တစ်ခုကကြောက်ဖာတဲ့သူကကြောက်ဖာတာကြောက်လို့ဖာတာအေးကြောက်လို့ဖာတာအဲ့ဒါကြောက်ဖာကြောက်ဖာနောက်တစ်ခုကဖပြန်အေးဖပြန်သူကဖာပြီးပြန်သွားဖာပြီးပြန်သွားဖပြန်အေးခုနှစ်မျိုးတော့မှတ်တာအေးခုနှစ်မျိုးမှတ်တာမှာဖာကြည့်နေဖာကြောင်စုံစမ်းလိုက်တာခုနှစ်မျိုးကြည့်ရအောင်နေတတိထားအဲ့ဖာခုနှစ်မျိုးတတိထားနော်ဖာခုနှစ်မျိုးတတိထားနော်ဟုတ်တယ်လုံးနဲ့ပေါ့